ဒူရီတရီဒီမစတာဇဝန်ရဲ့ကျွန်တော်ကိုမများအားလုံးမင်္ဂလာပါ18ရက်6လ2026 4နိုင်ခွဲအတွက်ပေါ့နော်ကျွန်တော်ကိုမာရီကျွန်တော်စိုက်ပြပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒီနေ့ညနေမှာအဲ့မှာ9ကက်လိုင်းနေဖြစ်နေတဲ့ပုံစံတွေကိုပေါ့နော်ဘရိတ်နှစ်ကအကျိုးတွေနဲ့ဖြစ်နေတဲ့အတွက်ကျွန်တော်ဘရိတ်နှစ်ကိုကြိုက်တဲ့အတွက်ဒီ9ခွန်ကိုအဓိကမိန်ကနေရွေးလိုက်တယ်ပေါ့နော်အဲ့မှာဘရိတ်နှစ်တွေပထမဆုံးဘရိတ်နှစ်လမ်းချောင်းတွေကျွန်တော်ရင်ပြမယ်ပေါ့နော်ဒီမှာ998နဲ့ဒီဗရိတ်နှစ်နဲ့ပေါင်းရင်3ညပေါ့နော်ဒီမှာနှလုံး3ညနှလုံး3ညဒါလည်း3ညပဲပေါ့နော်ဒီမှာနှလုံးပေါင်းချင်း4နဲ့နှလုံး6နဲ့ပေါင်းရင်10ပဲပေါ့နော်4နဲ့ညနေခင်းဗရိတ်6နဲ့ပေါင်း10ဒီမှာလည်း4နဲ့ညနေခင်းဗရိတ်6နဲ့ပေါင်းရင်10ပဲပေါ့နော်ကျွန်တော်တို့ဒီနေ့မှာ9ကက်လိုင်းက9နဲ့3နဲ့10ဖြစ်နေတဲ့အတွက်ဒီနေ့ညနေမှာ10ဖြစ်ချင်2ဗရိတ်ထည့်ရမှာပေါ့နော်ဗရိတ်နှစ်အဲ့မှာဗရိတ်နှစ်ကိုနောက်တစ်ချက်ရှိတာဒီ2နဲ့2ဗရိတ်နဲ့4ဒါကတော့အကျော်ပေါ့နော်2နဲ့2ဗရိတ်နဲ့4ရဲ့ပါဝါ9နဲ့3ညဗရိတ်နဲ့9ရဲ့ပါဝါ8နဲ့6ဗရိတ်နဲ့4ရဲ့ပါဝါ3နဲ့6ဗရိတ်နဲ့9အဲ့တော့9ပါဝါ2နဲ့2ဗရိတ်နဲ့မှာ4မှာပေါ့နော်သူက4 9 4 9 4လို့ပြန်လာကြိုက်တဲ့အတွက်ဒီ9ကက်ထောက်ထားတော်လေးတိကျတယ်ပြောချင်တယ်ပေါ့နော်အဲ့မှာမနေ့ကကျွန်တော်ပြခဲ့တဲ့ပုံစံလဲဒီ1ကို3လုံးပေါင်းချင်း1ဒီ8ကို3လုံးပေါင်းချင်း8ဒီ1ကို3လုံးပေါင်းချင်း1ဒီ9ကို3လုံးပေါင်းချင်း9လို့လာဖို့ရဗရိတ်နှစ်ထဲရမှာပေါ့နော်အဲ့မှာသူ့ကိုဗရိတ်နှစ်စိတ်ဝင်စားတာကဒီ1ကို3လုံး1လို့ကြိုပြီး1နှစ်ခက်ကိုဒီမှာ8နဲ့ကြိုထားတာပေါ့နော်ဒီ8ကို3လုံး8လို့ထောက်ပြီးမှ8နှစ်ခက်ကို9ခွန်9နဲ့1လို့ကြိုထားတာနှစ်ခက်ပေါ့နော်အဲ့တော့ဒီ1ကို3လုံး1ကို1ထောက်ပြီးမှ1နှစ်ခက်ဖြစ်တဲ့8လို့ကျိုးနေတဲ့အတွက်ပေါ့နော်ဒီ9ကို3လုံး9ဖြစ်ပေးဖို့ရလဲဗရိတ်နှစ်နဲ့ဒီနှစ်ဗရိတ်ကိုကျွန်တော်ကြိုက်တာပေါ့အဲ့မှာကတ်ရှေတာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကတ်ရှေတဲ့အရာတွေကဒီ943နှစ်အဲ့နှစ်ကို6နှစ်1နဲ့နှစ်လို့လာတယ်ဒီမှာ691က6အဲ့6ကို312နဲ့6လို့လာတယ်ဒီမှာ8နှစ်8က8အဲ့8ကိုဒီမှာ1နှစ်5နဲ့8လို့လာတယ်ဒီမှာ811က3ညအဲ့3ညကို8 5ခွန်နဲ့3ညလို့ဖြစ်တယ်ကျွန်တော်ဒီမှာ2နှစ်9က3အဲ့3ကိုဒီ3လုံး3လို့လာဖို့ရအတွက်5ထိပ်ပေါ့နော်အဲ့တော့ तू ကနှစ်ပြိတ်9ကက်လိုင်းနေရှိတယ်လို့ခဏရဲ့ထိပ်စီးရလဲ9ကက်လိုင်းပေါ့နော်သူကဒီ3လုံးပေါင်းချင်းနှစ်ကို3လုံးနှစ်ဆိုတော့ဒီကက်ကစားတာဆိုတော့တကက်2ကက်3ကက်4ကက်5ကက်ပေါ့နော်အဲ့တော့9ထိပ်နဲ့ဗိတ်နှစ်ဆိုတော့9ခွန်ပေါ့နော်အဲ့မှာ9ခွန်ကို4ကက်အထောက်ထားခြင်းကြည့်မယ်ဆိုလို့ရှိရင်ဒီ6ရယ်8ရယ်1ရယ်6 8 1က9အဲ့9ကို2 1 2က9ဒီမှာ8 2 8က8အဲ့8ကို1 2 5က8ဒီမှာ8 5 1က4အဲ့4ကို2 5ခွန်က4ကျွန်တော်ဒီမှာ2ရယ်6ရယ်9ရယ်ခွန်လို့ဖြစ်တာပေါ့နော်2 6 9ခွန်ကိုဒီအထောင်3လုံးခွန်လို့လာဖို့ရတယ်9ထိပ်ပေါ့နော်အဲ့ဒီ9ထိပ်ကိုကျွန်တော်တို့က4ကက်ချင်းကြည့်တဲ့အရာတွေကို1 8 1 9တွေနဲ့အကျိုးတွေနဲ့4ကက်ချင်းကြည့်မယ်3ကက်ချင်းနဲ့လည်းကြည့်လိုက်လို့ရတယ်အဲ့မှာ4ကက်ချင်းကြည့်လိုက်တဲ့နေရာတွေမှာသူခွန်လုတ်တဲ့နေရာပေါ့နော်ခွန်လုတ်တာကဘယ်ကနေလာလဲဆိုတော့63နဲ့ဒီ63နဲ့8နဲ့ခွန်ပေါ့နော်ဒီ638ကခွန်368ကခွန်69နှစ်ကခွန်ဒီမှာ935ခွန်ဆိုမှခွန်4ချက်ပေါ့နော်638ခွန်အဲ့ဒီခွန်ကိုခွန်နှစ်ခက်ဖြစ်တဲ့ကျွန်တော်တို့ကဒီမှာ398နဲ့ခွန်နှစ်ခက်ကို3ညပေါ့နော်368ကခွန်နှစ်ခက်ကို181က3ညလို့ဖြစ်တယ်ကျွန်တော်ဒီမှာ69နှစ်ကခွန်နှစ်ခက်ကို839က3ညလို့ဖြစ်ပြီးတော့မှကျွန်တော်၄ကက်မြောက်935ခွန်နှစ်ခက်3ညဖြစ်ချင်လို့ရှင်1နှစ်ခွန်နောက်ပိတ်ထဲမှာ3ညဖြစ်မှာပေါ့နော်ခွန်4ချက်ဖြစ်တဲ့အတွက်သူ့နှစ်ခက်ဖြစ်တဲ့3ညက4ချက်လာမှာဆိုတော့ခွန်နောက်ပိတ်နဲ့ဒါဆိုရင်ဆောတော့ကျွန်တော်ပြောတဲ့9 8 4ခွန်9 8 4ခွန်နဲ့တော့အကင်နေပေါ့နော်ဒါဆိုရင်9ခွန်ဆိုတဲ့ကဏ္ဍကျွန်တော်ဒီညနေမှာအကြိုက်ဆုံးတကယ်လို့ဒီနောက်ပိတ်တွေကလည်းနောက်ပိတ်တွေကလည်းဒီ3လုံး1 3လုံးပေါင်းချင်း9 3လုံးပေါင်းချင်းခွန်19ခွန်19ခွန်လို့လဲသွားတယ်ပေါ့နော်ဒါ3ကက်တင်နဲ့အကျိုးတော့တွေနဲ့1819ကို1819ရရမယ်4ကက်ဖြစ်တယ်လို့1819ကို181လို့ဖြစ်ပြီးတော့မှ8နဲ့အလိုက်နဲ့ခွန်နောက်ပိတ်နဲ့လည်းကိုင်းညီချက်ဖြစ်နေတဲ့အတွက်ဒါကြောင့်ကျွန်တော်ဒီညနေမှာ9ခွန်ကိုအကြိုက်ဆုံးပေါ့နော်တကယ်လို့9ခွန်မဟုတ်ဘူးဆိုလို့ရှိရင်ဘယ်ကောင်
ဟို organ ထိုးခြင်းလဲဆိုတော့16ပေါ့နော်အဲ့မှာတစ်ထိတ်ကလည်းတော်တော်ကောင်းတယ်ဘာလို့လဲဆိုတော့ဒီမှာဒီနှလုံး6ကိုဒီနှစ်3လုံးနဲ့6နှလုံးပေါင်းချင်း9ကို9 1 5နဲ့5နှလုံးပေါင်းချင်းခွန်အဲ့ဒီခွန်ကို8နှစ်ခွန်နဲ့ခွန်ဖြစ်ပြီဒီမှာနှလုံးပေါင်း9ပေါ့နော်အဲ့ဒီကိုဒီ3လုံး9ဖြစ်ခြင်းရင်ကျွန်တော်ဒီမှာတစ်ထိတ်ထဲလိုက်တာနဲ့နောက်ပိတ်ကိုသူလိုက်တာကမနေ့ကကျွန်တော်ပြထားတယ်3လုံး8ကနောက်ပိတ်ပေါ့နော်3လုံးပေါင်းချင်း1ကနောက်ပိတ်3လုံးပေါင်းချင်း9ကနောက်ပိတ်ဒီမှာ3လုံးပေါင်းချင်း6ကနောက်ပိတ်ဆိုတော့16ဆိုတဲ့ကနဒီ16ကိုကြားရတာကသူ့မှာအဓိပ္ပာယ်တော်တော်ရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू ကဒီမှာ16ဆိုတဲ့ကနန်းထည့်လိုက်တာနဲ့အဲ့ဒီ4ကက်ထည့်လိုက်တာနဲ့3လုံးပေါင်းချင်း2 2ကိုဒီမှာ2နဲ့ပြန်နှစ်တယ်ဒီမှာ935ခွန်ကို911နဲ့ပြန်ခွန်တယ်ဒီမှာ8နှစ်ခွန်ကို6နှစ်9နဲ့ပြန်ခွန်တယ်ကျွန်တော်ဒီမှာ33တစ်ထိတ်ထဲကနေ33တစ်ကခွန်မလို့ဒီ3လုံးခွန်ဖြစ်ပေးဖို့ရလဲ6နောက်ပိတ်နဲ့ပါဝါပေါ့နော်16ဆိုတဲ့ကနေအဲ့ဒီ16ကကျွန်တော်ဆောနာပြောလိုက်တဲ့ခွန်နေ4ချက်ခွန်နေရဲ့4ချက်ကိုခွန်4ချက်3လုံးခွန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 ်လို့ဒီကိုလာမယ်ဆိုရင်လဲဒါလဲတစ်ထိတ်ပဲဆိုတော့ကျွန်တော်တို့ဒီအပေါ်ကနေပြီးတော့မှဒီ638နဲ့ခွန်ပေါ့နော်368နဲ့ခွန်692နဲ့ခွန်935နဲ့ခွန်ခွန်နေ4ချက်ကို3နှစ်ခွန်115ခွန်8နှစ်ခွန်ခွန်ဒီမှာခွန်ဖြစ်ခြင်းတစ်ထိပ်ပေါ့နော်အဲ့ဒီတစ်ထိပ်တွေကဒါဖြစ်နိုင်တယ်လို့ပြောချင်တာပေါ့နော်ကျွန်တော်4ကက်အသွားကို3ကက်အရိုက်တွေနဲ့3လုံးခွန်ကို3လုံးခွန်လို့ထိပ်မှာ3လုံးခွန်နဲ့3လုံးခွန်ကို3လုံးခွန်လို့ထိပ်မှာ3လုံးခွန်ထည့်တယ်ပေါ့နော်ဒီ3လုံးခွန်ကိုဒီ3လုံးခွန်ထည့်မယ်ဆိုတစ်ထိပ်နဲ့ဒီ3လုံးခွန်ထည့်မယ်ဆို6နောက်ပိတ်နဲ့16ဆိုတဲ့ကနန်းဒါကျွန်တော်အဓိက organ ထဲမှာထည့်ထားတယ်ပေါ့နော်အဲ့16ထည့်လိုက်တာနဲ့ဗရိတ်ကိုမနက်ခင်းနောက်ပိတ်နဲ့ညနေဗရိတ်နဲ့1 2 3လို့သွားလို့ရှိရင်ခွန်ဗရိတ်ထည့်ရမှာပေါ့နော်1 2 3သွားရင်ခွန်ဗရိတ်ထည့်ရမှာအဲ့မှာထည့်တဲ့ဗရိတ်တွေကကျွန်တော်မနေ့ကပြတဲ့နှလုံး4ပါဝါနှလုံး9နှစ်ခတ်ဖြစ်တဲ့ဗရိတ်6နှလုံးပေါင်းချင်း4ပါဝါနှလုံး9နှစ်ခတ်ဖြစ်တဲ့ဗရိတ်6နှလုံးပေါင်းချင်း9ပါဝါနှလုံး3နှစ်ခတ်ဖြစ်တဲ့ဗရိတ်ခွန်အဲ့မှာခွန်ဗရိတ်ထည့်လိုက်တာနဲ့ဆောနာကျွန်တော်ပြောရလိုက်တဲ့1 2 3ဆိုတာကသူ့ကိုဒီဘက်ကနေပြီးတော့နက်ခတ်နဲ့ထောက်ထားတဲ့3လုံး8နက်ခတ်ဖြစ်တဲ့3လုံး1လို့ထောက်တယ်3လုံးပေါင်းချင်း4နက်ခတ်ဖြစ်တဲ့3လုံး2လို့ဖြစ်တယ်ဒီမှာ3လုံးပေါင်းချင်း9လို့ဖြစ်နေတဲ့အတွက်9နက်ခတ်ဖြစ်တဲ့3လုံး3လို့ဖြစ်ရမှာဖြစ်တဲ့အတွက်ခွန်ဗရိတ်ကလည်းတော်တော်ကောင်းတာပေါ့နော်ဒါကြောင့်16 9ခွန်16အဓိကအကြိုက်ဆုံးတကယ်လို့အဲ့ဒီကဏ္ဍနေမှာမဟုတ်ဘူးဆိုလို့ရှိရင်ဆောတော့ကျွန်တော်တို့9ထိတ်နဲ့ကျွန်တော်မနေ့ကယူတဲ့ပုံစံပေါ့နော်ကျွန်တော်မနေ့ကယူလိုက်တာက9ရဲ့1ရဲ့3ညကို398နဲ့3ညတယ်2ရဲ့8ရဲ့3ညကို181နဲ့3ညတယ်9ရဲ့1ရဲ့3ညကို839နဲ့3ညတယ်အဲ့မှာဒီနေ့မှာက8ရဲ့9ရဲ့ခွန်ဖြစ်နေတဲ့အတွက်ဒီ3လုံးခွန်ဖြစ်ခြင်း4နောက်ပိတ်ရမယ်အဲ့တော့ဒီ9ထိတ်နဲ့လာတွဲရင်94ဆိုတဲ့ကဏ္ဍပေါ့နော်အဲ့မှာ94ဆိုတဲ့ကဏ္ဍကဘာကြောင့်လဲဆိုတော့သူ့ကိုဒီနှလုံးခွန်ကိုဒီ3လုံးခွန်ဖြစ်တဲ့4နောက်ပိတ်ထည့်လိုက်တာနဲ့နှလုံး4ကို4ပါဝါနှလုံး9နှလုံး4ကို4ပါဝါနှလုံး9နှလုံး5ကို5ပါဝါနှလုံး3ည9ထိတ်ထည့်လိုက်တော့နှလုံးပေါင်းချင်း8ပါဝါနှလုံး3ဆိုတော့94ရကြိုက်တယ်အဲ့တော့94ရလဲသူ့ကိုဗရိတ်ကလှမ်းပို့တာက2125ဒီက4ကစလုံး2125ဒီနှစ်ကိုပဲ3လုံးပေါင်းချင်းနှစ်ဒီနှစ်ကိုပဲ3လုံးပေါင်းချင်းနှစ်ဒီ1ကိုပဲ3လုံးပေါင်းချင်း1ဒီနှစ်ကိုပဲ3လုံးပေါင်းချင်းနှစ်ဒီ9ကို3လုံးပေါင်းချင်း9မှာဆိုလို့ရှိရင်ကျွန်တော်9ထိတ်နဲ့နှလုံး8ဆိုတော့8ပါဝါနှလုံး3ဆိုတော့94ဆိုတဲ့ကဏ္ဍဗရိတ်ကိုကြိုက်တယ်ပေါ့နော်အဲ့တော့2125ကို2125လို့ဖြစ်ချင်းဗရိတ်ကိုနဲ့ဒါဆို94ပေါ့တကယ်လို့အဲ့လိုပုံစံနေမဟုတ်ဘူးဆိုလို့ရှိရင်ကျန်းနေတဲ့ကဏ္ဍနှလုံးပေါ့နော်တခါတည်းပြီးရှင်းသွားမလားအဲ့မှာကျန်းနေတဲ့ကဏ္ဍနှလုံးကဘာကြောင့်လဲဆိုတော့သူ့တော်ကောင်းတဲ့ကဏ္ဍအချက်ရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ40ဆိုတဲ့ကဏ္ဍလေးထည့်လိုက်တယ်ဒီမှာခွန်1ခွန်နဲ့1 3လုံးခွန်ပါဝါဖြစ်တဲ့ဒီဘက်ကို2လို့လာတယ်1ပါဝါဖြစ်တဲ့ဒီဘက်ကို6လို့ဆင်းတယ်ဒီ1ပါဝါကိုလည်းဒီဘက်ကို6လို့ဆင်းထားတယ်ဒီ1ပါဝါကိုလည်းဒီဘက်ကို6လို့ဆင်းထားတယ်အဲ့တော့ခွန်နဲ့1 3လုံးကို2နဲ့6 3လုံးရိုက်လာတာပေါ့နော်အဲ့2နဲ့6 3လုံးပထမကပ်ဖြစ်တဲ့2ကိုဒီ9နဲ့ဒီ9 8ခွန်ပရိတ်နဲ့ပေါ့နော်ဒါလို့ခွန်ပါဝါ3လုံး2အဲ့2ကို9 8 9က2
တစ်ပါဝါသုံးလုံးပေါင်းချင်း6အဲ့6ကို6နဲ့8 6နှစ်8နဲ့6ပေါ့နော်တခါဒီတစ်ပါဝါသုံးလုံးပေါင်းချင်း6အဲ့6ကိုလည်းကျွန်တော်တို့8နဲ့8ပရိတ်နဲ့6တခါဒီတစ်ပါဝါသုံးလုံးပေါင်းချင်း6အဲ့6ကို8နဲ့8ပရိတ်နဲ့6ပဲပေါ့နော်အဲ့မှာ2နဲ့6 3လုံးကလည်း2နဲ့6 3လုံးဆိုပြီးတော့မှသူ့ကိုလောက်ထားတယ်အဲ့မှာပထမကဖြစ်တဲ့2ကို2ပါဝါဒီမှာ3 2 2နဲ့ခွန်ထားတယ်ခွန်1 3လုံးလာကျင်တာကို6ကို6ပါဝါ3လုံးတစ်တယ်တခါ3လုံး6ကို6ပါဝါ3လုံးတစ်တယ်တခါ3လုံးပေါင်းချင်း6ကို6ပါဝါ3လုံးတစ်လို့လာလို့ရှိရင်ဒီလိုတစ်ပြစ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာလေးထိတ်ထဲရမှာပေါ့နော်အဲ့တော့ခွန်နဲ့1 3လုံးကလာထားတာအတွက်ခွန်နဲ့1 3လုံးပေါ့နော်အဲ့မှာခွန်နဲ့1 3လုံးလာရင်လေးထိတ်နဲ့ကျွန်တော်ဒီနေရာမှာယူချင်တာကဘာကြောင့်လဲဆိုတော့အဲ့မှာခွန်နဲ့1 3လုံးကို6တေနဲ့ပဲကျွန်တော်ရိုက်ချင်တာပေါ့နော်ဒီအပေါ်ခွန်တစ်ချက်ကိုလှုပ်ခဲ့ပြီးတော့မှကျွန်တော်ကြည့်ချင်တာကဒီ689နဲ့6 9896တယ်3ညာ4နှစ်က6တယ်899က6တယ်အဲ့6တွေကိုကျွန်တော်တို့က6တွေရဲ့ပုံစံတွေကဒီမှာ484နဲ့6တယ်989နဲ့6တယ်2 3လုံးနဲ့6တယ်အဲ့သူမလုတ်ခင်မှာဒီ1တွေကလည်းလုတ်ထားခဲ့တာပေါ့နော်ဒီ3လုံးပေါင်းချင်း1တွေအဲ့မှာ6တွေကလည်းအမျိုးမျိုးထွင်ရိုက်လာတာပေါ့နော်6တွေကလာရင်3ကတ်ထိလာတာအဲ့တော့1တွေကလည်းလာရင်3ချက်ထိလိုက်တာဆိုတော့ဒီ3လုံး1လို့ဖြစ်လိုက်တဲ့အချိန်မှာ281က1လို့ပဲရိုက်တယ်အလွတ်တွေပဲပေါ့နော်155ကို281နဲ့1 608ကို119နဲ့1ဖြစ်ပြီးတော့မှကျွန်တော်တို့ဒီမှာလေးထိပ်ထဲထားရင်3လုံး1မလို့ဒီ3လုံးက1ဆိုလို့ရှိရင်3ညာနောက်ပိတ်နဲ့40ဆိုတဲ့ကဏ္ဍပေါ့နော်အဲ့ဒီ40ကလည်းကဏ္ဍကို break တွေကတခါတည်းအပို့တွေရှိတယ်ဒီဘက်ကနေပဲ1 1 9တွေက664ဆိုတဲ့ break တွေကလည်းသွားရိုက်နိုင်တဲ့အတွက်အဲ့ဒီ94တို့40တို့အရန်ထည့်ထားတယ်တကယ်လို့ဆောင်းလာကျွန်တော်ပြောလိုက်တဲ့ခွန်တွေ၄ချက်ကိုခွန်တွေနဲ့တုံညာနဲ့နက်ခတ်ဆိုတာဘုံမပါတဲ့အတွက်ပေါ့နော်ဒီလိုကြည့်တဲ့နေရာမှာ3လုံးခွန်ခွန်းခက်3လုံးတုံညာပေါ့နော်3လုံးခွန်ခွန်းခက်3လုံးတုံညာ3လုံးခွန်ခွန်းခက်3လုံးတုံညာဒီမှာခွန်ဖြစ်မယ်ဆိုတစ်ထိတ်နဲ့ခွန်းခက်3လုံးတုံညာဆိုတစ်ခွန်ဆိုတာလဲသွားတွဲနိုင်တယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေကျွန်တော်စိုက်ပြတာကဒါနဲ့ရှည်လုံးရင်လဲတင်လို့မကောင်းလို့ပေါ့နော်လိုရင်းတူရှင်နဲ့ကျွန်တော်မိတ်ဆွေတို့အမြန်ပြောအမြန်ပြလိုက်တာပေါ့နော်အဓိကအကြိုက်ဆုံးကျွန်တော်ဒီနေ့ညနေမှာဗရိတ်နှစ်ကြိုက်တဲ့အတွက်9ခွန်16ကအထူးမိန်ကနကျွန်တော်အကြိုက်ဆုံးကနပေါ့နော်94နဲ့40ကိုဒုတိယတင်ထိုးပြီးတော့မှအရန်ကနန်းထိုးရင်တော့1ခွန်ကိုထည့်ပြီးရန်လိုက်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေအားလုံးဇော်ဝင်းမှန်ဒီဖုန်းနှလုံးပဲကင်ပါတယ်39ခွန်89 123 232ဒါကျွန်တော် KB အကောက်ဖုန်းနံပါတ်ပေါ့နော်399966 4ခွန်4 932ကဒါကျွန်တော်ရဲ့ weight အကောက်ကျွန်တော်မိတ်ဆွေတွေဒီနေ့မှာအားလုံးပဲအထူးပျော်ရွှင်ကံကောင်းကြပါစေဗျာဇော်ဝင်းမှာ ပေးတဲ့သူနဲ့ပြည်ပါ